EAD extension ဆိုတာထပ်ပြီးတော့တတိပေးချက်ပါတယ်မိမိရဲ့ EAD ကုန်တော့မဲ့6လအဲ့ဒီ6လအတွင်းမှာစတင်ပြီးတော့လှုပ်ရှားပါလို့ပြောချင်ပါတယ်လှုပ်ရှားတဲ့အခါမှာမိမိလိုအပ်တဲ့အထောက်အထားများကိုအဲ့ဒီလိုအပ်ချက်အတိုင်းတောင်းဆိုမှုလုံးဝမလျော့ပဲပေးပါလို့ပြောချင်ပါတယ်အဲ့ဒီမှာစာရွက်စာတမ်းအနည်းဆုံး extension မှာကျမတို့73မျက်နှာလောက်တောင်းပါတယ်ရိုးရိုး initial မှာ9မျက်နှာလောက်မတူထူးခြားတဲ့စာရွက်အထောက်အထားတွေကိုတောင်းပါတယ်ဘသူပဲဖြစ်ဖြစ်ကျမတို့စီကိုextension လုပ်တဲ့လူတွေဟာ hard copy နဲ့ပဲကျမတို့ကတင်သွင်းပေးရတာဖြစ်သည့်အတွက်ကြောင့်ဓာတ်ပုံအရေးကြီးဆုံးဖြစ်ပါတယ်အင်မတန်မှလက်ခံနိုင်ပွဲရှိတဲ့ဓာတ်ပုံမျိုးပေးရပါမယ်ဒါပေမဲ့ဓာတ်ပုံပေးတဲ့အခါမှာ EAD ကိုလည်းပဲ online ကလည်းဒီ email နဲ့လည်းပို့ရပါမယ်ကျမတို့ hard copy လည်းပို့ပေးရပါမယ်အဲ့တော့ဒီနေရာမှာပြောချင်တာ extension တိုးတဲ့EAD အသက်တမ်းတိုးတွေဟာဆိုလို့ရှိရင်နိုင်ငံတော်ဒီ USCIS ကိုတိုင်ကအနည်းဆုံး17လဆောင်ရမယ်ဆိုတာကိုသိချပြောထားပါတယ်ဒါလေးတခုအရေးကြီးပါတယ်ထပ်ခါပြောချင်ပါတယ်ကိုယ့်ရဲ့ EAD ဟာရှောက်ထားပြီးတော့အခုမရလို့ပြဿနာပေါင်းစုံဖြစ်နေတာကျမတို့စီဆိုရင်ဒီ initial တိုးသလိုပဲဟာတလားနလားဆိုရင်အတင်းမဲ့ခေါ်နေပြီးမရလို့လုံးဝမရပါဘူးအဲ့တော့ဘာဖြစ်သွားလဲ17လလောက်မှကိုယ့်ရဲ့တက်တန်းတိုးရလာတဲ့ခါမှာလေမြစ်တာဖောင်ဒေးရှင်းတိုးပြီးတဲ့သူတိုင်းဟာ9နှစ်တိတိရတာတွေ့ရပါတယ်အဲ့တော့စိတ်စေရပါမယ်သိခံရပါမယ်ဒီ process ဟာ government စီမှာကိုကကြန့်ကြာတာဖြစ်ပါတယ်ဒါလေးကိုစိတ်ထဲမှာလုံးဝမှတ်ထားပါလို့ပြောချင်ပါတယ်နောက်တစ်ချက်က940 system ဘာကြောင့်ကူတာလဲအဲ့ဒါဒီတိုင်းပဲသွားချင်ပါတယ်ကျမတို့စတင်တဲ့အခါမှာ6လအလိုကတင်နေဆိုတော့နှစ်တစ်ဝက်ကအဲ့ဒီမှာပါသွားပါပြီအဲ့ဒီတော့နောက်ထပ်17လနဲ့12လကြာတယ်ဆိုတော့တစ်နှစ်ခွဲလုံးဟာ EAD မရှိဘဲနဲ့ဒါမှမဟုတ်ရင်လေတက်တန်းကုံသွားလျက်နဲ့ဟာလာအခက်ခဲနဲ့ရင်ဆိုင်ရတာမျိုးတွေကြုံတတ်ပါတယ်အဲ့ဒီခါမှာလေကျမတို့ foundation အနေနဲ့ဒီအခက်ခဲကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုကျမအနေနဲ့အကျဉ်းချင်းအဖန်ဖန်ဒီ online ကနေပြီးမှတင်ထားပြီးသားဖြစ်ပါတယ်အဲ့တော့အကြံပေးချင်တာကတော့မိမိတက်တန်းတိုးတဲ့အခါမှာမိမိနားမလည်ဘူးဆိုရင်ဟောမေတ္တာနဲ့တင်တာမှမဟုတ်တာမေတ္တာကိုမပြောရဲဘူးဆိုတာမရှိပါနဲ့အကြံတောင်းပါအကြံတောင်းလို့ဖုန်းတစ်ချက်ခေါ်တိုင်းလေကျမတို့ပတ်ဆက်နေရမချပါဘူးအဲ့တော့ကောင်းတဲ့အကြံဉာဏ်တွေပေးပါမယ်ကိုတက်တန်းတိုးထားလို့လေစိတ်တော့ကရောက်เสียမလို့ပါဘူးကဲဒီလောက်ဆိုရင်ဖြင့် EAD နဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့ initial တင်ရမယ့်သူတွေနောက်တစ်ခါ extension တိုးရမယ့်သူတွေ Donald Trump policy ကြောင့်တော့ဖြင့်စိတ်ဒုက္ခရောက်နေတာမရှိကြပါနဲ့ကိုလုတ်တာမှားနေလို့ပါလို့ပဲအကြံပေးချင်ပါတယ်အဲ့တော့ကိုစိတ်ချမ်းသာစိတ်ချမ်းသာရှိကြဖို့ဘာပဲလို့မေတ္တာဖောင်ဒေးရှင်းကိုအာမနာတန်စာနဲ့ဖြစ်စေ Messenger မှာဖြစ်စေဖုန်းနဲ့ဖြစ်စေမိပါလို့ပြောကြရင်နဲ့မေတ္တာဖောင်ဒေးရှင်းကပျော်ရွှင်ခြင်းတွေကိုယူဆောင်လာပြီးတော့အားလုံးကိုမျှဝေပေးမှာမို့အမြဲတမ်းကျမတို့ရဲ့ဒီ YouTube channel လေးကိုလည်းပြန်လည်ပြီးတော့ကြည့်ပေးကြပါမေတ္တာဖောင်ဒေးရှင်းလွှင့်သမျှမိုင်ဒေးတိုင်းမှာကျမရဲ့နေ့စဉ်တင်းတဲ့ထဲမှာနေ့တိုင်းအင်မတန်အရေးကြီးတဲ့သတင်းပေးအချက်အလက်တွေပါတာဖြစ်သည့်အတွက်ကြောင့်မို့လို့အာမဒါတန်မေးလဲမေးနိုင်ပါတယ်နေ့တိုင်းလဲကြည့်ရှုနိုင်ပါတယ်ကိုယ့်ရဲ့အခြေအနေတွေကိုလည်းကျမတို့နဲ့တင်ပြရင်းနဲ့ဆွေးနွေးနိုင်ပါတယ်လို့ပြောကြရင်းနဲ့မေတ္တာဖောင်ဒေးရှင်းနဲ့မကြခင်ပြန်လေတွေ့လေကြရအောင်ပါအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ